ဒီနေ့မှာတော့အခုတလောလူမင်းပြနေတဲ့ကာယီစီပန်တလုံးဖြစ်တဲ့ဘိုရှမ်းရဲ့ကာယီစီပန်တွေကိုကျွန်တော်ကမိတ်ဆွေတွေကိုမိတ်ဆက်ပေးခြင်းနဲ့ဒီကောင်လေးကတော့ဘိုရှမ်းရဲ့ A9 model ကာယီစီပန်တွေပါအသုံးပြုထားတဲ့ဘိုးကတော့220ဘိုးနဲ့အသုံးပြုပေးထားပါတယ်ဝက်ကတော့2200ဝက်ထွက်ပြီးတော့ဘားအနေနဲ့135ပါးရေပြင်းရရှိပါမယ်သူ့ရဲ့ရေစီးဆင်းမှုအနေနဲ့10မိနစ်ကို9လီတာစီးဆင်းပါမယ်သူထဲမှာတော့အပိုပစ္စည်းအစုံပါလိမ့်မယ်ဒီကောင်လေးကိုကျွန်တော်တို့3သိန်းနဲ့9000ကျပ်နဲ့ရောင်းချပြီးမှာပါသူထဲမှာပါတဲ့ပစ္စည်းလေးတွေကဘာလေးတုံးဆိုရင်ရေဝင်ပိုက်9ပေပါမယ်ဒါကတော့ဆက်ပြဘူးလေးပါခင်ဗျနောက်ပြီးတော့ဒါတော့ကားကြီးဆေးရမယ်ခန်းလေးပါဒီကောင်ခန်းလေးကအတူပေါ့နော်အတူသုံးလို့ရမယ်အရှိသုံးလို့ရမယ်ခင်ဗျနောက်ပြီးတော့ဒါလေးတွေကတော့သူထဲမှာပိုက်ဆက်ရမယ် socket accessory လေးပါဒီကောင်လေးကတော့ခန်းလေးကိုအရှိပုံစံပြောင်းသုံးလို့ရအတွက်သုံးပြတဲ့စက်တန်အရှိလေးပါခင်ဗျသူကအတူပုံစံလေးသုံးပြလို့ရမယ်အရှိပုံစံလေးသုံးပြလို့ရမယ်ဒီကောင်လေးကတော့ pressure တန်ကောင်းကောင်းခံနိုင်တဲ့ hydraulic pipe လေးပါခင်ဗျခေါင်းကြီးကိုအသုံးပြုပေးထားပါတယ်ပြီးအရှိကတော့33ပေအထိပါပါတယ်အရည်သွေးကောင်းတဲ့ကားနဲ့ခံတဲ့ hydraulic pipe မျိုးစားလေးပါဒီကောင်လေးတွေကိုပြပြီးဆိုရင်တော့မိတ်ဆွေတို့ကိုကျွန်တော်ကကားရေဖြန်းပြမှာမဟုတ်ပါဘူးဘာလို့ဆိုတော့ရေဆေးပြတဲ့ဗီဒီယိုတွေလည်းမိတ်ဆွေတို့အများကြီးမြင်ဘူးခဲ့မှာပါဒါကြောင့်မို့ဒီနေ့မှာတော့ကျွန်တော်ကပို့ပြီးစိတ်ဝင်စားစရာကောင်းအောင်ဒီကောင်လေးကိုအတွင်းပိုင်းလေးကိုကျွန်တော်တက်နိုင်တော့ဖြုတ်ပြီးပြပေးသွားမယ်ဒီထဲမှာဘာတွေဘယ်လိုသုံးပေးထားတယ်ဆိုတာကျွန်တော်တို့တစ်ချက်လောက်အတူတူလိုက်ပြီးကြည့်အောင်ဒီကောင်ပုံစံလေးကတော့ဒီလိုပုံစံလေးပါအထဲမှာထိတ်ဖက်ကတော့သူများရည်နဲ့မတူဘူးဘာထူးကြလဲဆိုတော့ကြီးခေါင်းလေးကိုအသုံးပြုပေးထားတယ်။ဘာလို့ဆိုရေထိုးတဲ့ခါမှာဖြစ်ပေါ်လာတဲ့အပူတွေရွှန်နေအောင်လို့ကြီးကောင်းကိုအသုံးပြုပေးထားတယ်။ဒါတော့ open bike ဒီဘက်ကတော့အထွက်ဘိုက်လေးပါ။သူ့ရဲ့ကြီးသားဆိုရင်မြင်တဲ့အတိုင်းပဲလုံးဝကုန်ကြီး quality အဆင့်မီတာကိုတွေ့ရတယ်ပေါ့နော်။ဒါတော့သူ့ရဲ့ကြီးကောင်းအသားချက်လေးပေါ့နော်။ဘာလို့များကိုရှမ်း A9 ကလူကြိုက်များပြီးတော့နာမည်ကြီးရလဲဆိုတော့ကျွန်တော်တို့တစ်ချက်လိုက်ကြည့်အောင်ပါကျွန်တော်အပေါ်အဖုံးလေးကိုစောက်ပြီးတော့ဖြုတ်လိုက်ပါအောင်မယ်ဒီကောင်လေးကိုကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းကတော့3သိန်းနဲ့9000ကျပ်နဲ့ရောင်းချမှာပါတကယ်လို့မိတ်ဆွေတို့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့စိတ်ဝင်စားလို့မှာယူနေဆိုရင်ကျွန်တော်တို့ရဲ့ပြည့်စုံရ Facebook page Messenger ဒါမှမဟုတ်3995211333 Viber ဖုန်းနံပါတ်လေးတွေကိုဆက်သွယ်ပြီးမှာယူနိုင်ပါတယ်ဒါတော့သူ့ရဲ့အပေါ်ကာဗာလေးကိုကျွန်တော်ကဖြုတ်ပြပေးထားတာပါအထဲမှာတော့ဘာတွေပါမလဲပထမဆုံးတွေ့ရတော့သူရဲ့ခလုတ်လေးရဆိုရင်ကျွန်တော်၄ပင်ခလုတ်နဲ့အသုံးပြုပေးထားတယ်ဒီကောင်လေးကကျွန်တော်တို့ဝရေမုန်းတွေမှာလည်းအသုံးပြုတဲ့ခလုတ်မျိုးဆိုတော့အပြင်မှာလွယ်လွယ်ကူကူဝယ်လို့ရတယ်နောက်တစ်ခုတွေ့တာကသူရဲ့ကာဗာထဲမှာကပ်စီတာအကြီးတစ်လုံးကိုတွေ့ရတယ်ပေါ့နော်ဒီကပ်စီတာကတော့ကျွန်တော်ပြထားပေးမယ်စာကတော့တိတ်ညီရမယ်မထင်ဘူးဒီကောင်လေးကတော့အကြီးကိုမှတစ်လုံးနဲ့သုံးပေးထားတယ်သူရဲ့အသုံးပြုထားတဲ့ microfarad ကတော့20 microfarad ကပ်စီတာကိုအသုံးပြုပေးထားပါတယ်ပေါ့နော်ဒီ20 microfarad ကပ်စီတာကဒီကားကြီးစီပန်နေမှာဆိုရင်တော့လုံလောက်ပါတယ်ဒီကောင်လေးတကယ်လို့ပေါက်သွားပါညာဆိုရင်တော့အပြင်မှာထားထားတဲ့အတွက်ကိုအလွယ်ကိုကိုဖြုတ်ပြီးတော့နားလဲလို့ဆိုရင်ပေါ့နော်လဲလို့ရပါတယ်ခင်ဗျဒါလေးကတော့သူ့ရဲ့အာသာချက်ပေါ့နော်နောက်ပြီးတော့သူ့ရဲ့ body ကတော့သတ္ထု body နဲ့အသုံးပြုပေးထားပါတယ်နောက်ကတော့သတ္ထု body ပေါ့နော်ရှေ့ကတော့သတ္ထု body ကိုမှနည်းနည်းပို့ပြီးတော့ quality ကောင်းတဲ့ body နဲ့အသုံးပြုပေးထားပါတယ်ရှေ့ဆုံးက head ကောင်းကတော့ကြီးကိုအသုံးပြုပေးထားတာကိုကျွန်တော်တို့တွေ့ရမှာပါခင်ဗျဘေးမှာတော့ကျွန်တော်တို့ပူတာတွေဟိုသွားထင်းပြီးလို့ပူတာတွေပဲမဖြစ်အောင်ဘေးကကာဗာလေးတွေကိုလည်းသူကအုပ်ပေးထားပါသေးတယ်ကျွန်တော်တို့နောက်အဖုံးကာဗာလေးကိုဖွင့်ကြည့်ရအောင်ပါနောက်ဖုံးကာဗာလေးကတော့အပေါ်ကအုပ်ထားတဲ့ဟာလည်းကျွန်တော်တို့ fiber နဲ့အုပ်ပေးထားတာပါပဲ fiber ကာဗာလေးပါပဲအထက်ကပန်ကားလေးကဆိုရင်လည်းသူက plastic ပါပဲဒီကောင်လေးကတော့ဟိုကာယီစီပန်လေးကိုအေးအောင်ပြုလုပ်ပေးတဲ့ဟာဆိုတော့ကျွန်တော်တို့ plastic ပန်ကားလေးကိုပဲသူအသုံးပြုပေးထားပါတယ်ထိတ်ကခေါင်းလေးကိုကျွန်တော်ဖွင့်ကြည့်အောင်ပါဒီဘိုရှန်ကာယီစီပန်လေးကကျွန်တော်တို့အာမခံ6လိုက်လည်းပါပါအောင်မယ်နော်ဒါတော့သူထိတ်ကောင်းလေးကိုကျွန်တော်ကဖွင့်ပြပေးထားတာပါဘာမြင်ရလဲဆိုရင်ကျွန်တော်ရေတွန်းနဲ့ဘာ3ဘာကိုတွေ့ရမှာပါအဲ့ဘာရဲ့ဘာလေးတွေကလည်းဆိုရင်လည်းကျွန်တော်တို့စတီးရှက်ကလေးနဲ့အသုံးပြုပေးထားတာကိုဒါတွေ့ရမှာပါဘာလို့ဆိုကျွန်တော်ရေတွန်းတဲ့နေရာမှာလွယ်လွယ်ကူကူနဲ့တန်ကြီးမတက်အောင်ရေရှိခိုင်အောင်သူတို့စတီးရှက်အကောင်းသားတွေကိုအသုံးပြုရအောင်တွေ့ရမှာပါဒါကြောင့်မို့135ဘာကိုကောင်းကောင်းမွန်မွန်အပြည့်ထွက်အောင်တွေ့ရမှာပါသူရဲ့ထိတ်ကခေါင်းကဆိုရင်လည်းအတွင်းပိုင်းနေထိကြီးကိုအသုံးပြုပေးထားပါတယ်ထိတ်မှာမမြင်ရပေမဲ့လည်းသူ့ရဲ့ဘားမှာ130ဆိုပြီးတော့ရေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်
အဲဆိုရင်တော့ကျွန်တော်တို့135ပါမဟုတ်တော့အနည်းဆုံး130ပါလောက်တော့ကျွန်တော်တို့ထွက်တယ်လို့ယူဆလို့ရမှာပေါ့နော်ကျွန်တော်ဆိုချင်းနေမှတင်ပါတယ်အားလုံးကိုကျေးဇူးပါခင်ဗျာ